là cho pharma số tiền qua đây video thế mà nó cho bố kia lục cho qua đây nó số lượng nam này đó nó đó bố kia số bố này cho qua rồi ok cho đi nè nó rồi đi tất nhiên là bắt đầu bị nó thì mình mà lục biển rồi nó khá lùi into xin này biển phiêu ngoài rồi nó ok lùi biển mẹ cho nó phiêu qua kinh lục phiêu qua là thì lùi đi cả cho nó tích trên nào lùi biển mẹ thì cho nó thông là cái thì số bé của tôi dispo thì cái bé ta mà thế là nó đã mà đam hậu thì nên của tôi cha bây giờ tôi đi vào là rồi cho nó là tích trên nào bao giờ tôi dùng thì số bé của disme rồi bây giờ mà số bé thì tôi ta sẽ mấy cái này tôi ta sẽ mấy cái này nó anh chị em nhảy đấy, bây giờ tụi mà operator em nhảy đấy, số bên mà, tụi dismiss rồi thì cha, số bên anh sẽ của sao mà số bây giờ mình lười đấy, bọn nó tụi biết toa đấy tụi chỉ sao hông thì nên nhiều bé, cho nên trong là miếng mà,အဲ့ဒါကိုnên nhiều miếng sau cái video đó thì số bên của biển video dispo cái của con nàyခွင့်ရလို့ဖြစ်နေတယ်ပေါ့နော်အဲ့ဒါကိုနေကဘယ်လိုပြောမလဲအဲ့လိုဆိုရင်တော့နေကဒီအတုံးချခံဖြစ်သွားပြီပေါ့နော်ကျွန်တော်တောင်းလာကသူ့ကိုတုံးချသွားတယ်လို့ဖြစ်သွားပြီဘာလို့ဆိုမဲ့အနေချက်ကအဲ့ဒါပဲလေ तू ကသူ့ရဲ့ကောင်မလေးကို तू ကဘယ်လိုချစ်ကြောင်းလေး तू ကတချင်းထဲမှာအများကြီးဆူလာတယ်လေအဲ့ဒါ तू ကဒီကျွန်တော်ထောင်းလာကဒီနေနဲ့ तू ကဘယ်လိုနေတယ်ဘယ်လိုအဲ့တယ်ဘယ်လိုလောက်နေဆိုတာကို तू ကတချင်းထဲမှာလည်းအများကြီးပါတယ်ပေါ့နော် तू ကတော်တော်ညဉ့်ညမ်းနေစာသားလေး तू ကထည့်ပြီးတော့ဆိုရတယ်ပေါ့နော်ဒီနေရဲ့ကောင်မပေါ့နော်နေကိုငါဘယ်လိုလောက်တယ်ငါနဲ့ဘယ်လိုအိတ်တယ်ဘယ်လိုစာသားတွေအားညဉ့်ညမ်းနေပေါ့နော် तू ထက်တုံးရတာဒီ channel ထုံးတာတုံးရတာကဘာလို့အဲ့လောက်ထိညဉ့်ညမ်းရလဲဆိုတော့ကျွန်တော်လည်းမသိဘူးအဲ့လိုညဉ့်ညမ်းအဲ့လိုစာသားညဉ့်ညမ်းတာကြီးပါဘူးတကယ်ပဲနေကမသိတာလားကျွန်တော်သိချင်အဲ့လိုတကယ်ပဲနေကမသိတာလား तू သိခဲ့ရင်ပေါ့နော်သူရဲ့အရင်ရေးစားကိုပြန် dispo ကဘယ်လိုပြောမလဲအဲ့ဒီလိုစာသားတွေထက်မှ तू သိရင် तू ဝင်ပြီးတော့တရုပ်ဆောင်ပေးမှလာဘူးလို့ကျွန်တော်အဲ့ဒါကိုသိချင်တာတကယ်လို့မသိခဲ့ဘူးဆိုရင်တော့ဘယ်လိုပြောမလဲဒါကတော့ channel ထုံးလုံးကသူ့အတုံးချတယ်လို့ဖြုတ်သွားပြီကျွန်တော်ပြောတော့ပါလားအဓိကတော့ तू ကအင်္ဂလိပ်လိုဆိုရတာဆိုတော့တခြားလူတွေကဒါဟိုတာမန်ဆိုတာလား dis တာလားဘယ်လိုပြောမလဲဘယ်လိုဆိုရလဲသူကနားမလဲတော့မသိဘူးတကယ်သိတဲ့သူတွေကတော့ဘယ်လိုပြောမလဲအံ့ဩရတာပေါ့နော်ဘာလို့ဆိုကိုယ့်ရဲ့အရင်ကောင်လေးကပေါ့နော်အရင်ကောင်လေးကိုပြန် dis ဖို့ကိုကသူများနဲ့တွားပြီးတော့တွားနေရတယ်အဲ့နေရတယ်ဆိုတော့ဘယ်လိုပြောမလဲကျွန်တော်ထုံးလာကအမိရပေါ့နော်အဲ့ဒီခွင့်ရယူပြီးတော့ဆိုဘဲကိုပြန်ပြီးတော့ plus တာချီလို့ပေါ့နော်ပြန် dis တာကျွန်တော်ထင်တာတော့ဒီ ဆိုဘဲ fan တွေကသူ့ကိုတွားပြီးတော့တိုက်ခိုက်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုဘဲကိုတိုင်းတော့ပါသူတို့ရဲ့နောက်ကဘယ်လိုကြောင်းရအောင်လဲပတ်သက်တော့ကျွန်တော်မသိဘူးကျွန်တော်သိချင်တာအဲ့ဒါနေကတိတိညီနဲ့ဒီတချင်းကအကြောင်းရည်သူကတိတိညီနဲ့လက်ခံပြီးတော့တရွတ်ဆောင်ပေးတာလားဒါမှမဟုတ်တချင်းရဲ့စာသားတွေပေါ့နော်ဒီလိုညဉ့်ညမ်းတဲ့စာသားတွေပါပေမဲ့သူကမသိလို့ပေါ့နော်ဝင်ပြီးတော့တရွတ်ဆောင်ပေးတာလားပေါ့နော်ကျွန်တော်အဲ့ဒါကိုသိချင်တာအဲ့ကျွန်တော်ပထမတင်သွားတဲ့ဗီဒီယိုကဒီကင်းလို့ပြောရတာတော့အဲ့ဒါတွေပဲပေါ့နော်အဓိကတော့သူတိတိညီနဲ့ဒီလက်ခံပြီးတော့ပေါ့နော်ဒီတရွတ်ဆောင်တာကိုသူလက်ခံပြီးတော့ဒီတရုတ်ဆောင်တော့အကြောင်းမရှိဘူးနော်သူတကယ်လို့ဒီတချင်းမှာပါတဲ့ညဉ့်ညမ်းတဲ့စာသားတွေကိုသူ okay သူမသိဘူးဆိုရင်တော့ဒါကတော့သူ့ကို channel ထောင်ရတာဘယ်လောက်အတုံးချသွားလဲဆိုတော့သူကအဲ့နဲ့ဟိုတိတ်သွားရင်တော်တော်လေးဟိုနောက်တော့ကောင်းရမယ်ပေါ့နော်နေရတော့ဆိုပြတော့သူ့မှာတော့ဘယ်လိုမှအထိခိုက်ဟိုရှိမှာပေါ့ဘာလို့ဆိုသူ့မှာ fan တွေအများကြီးရှိတယ် fan တွေကလည်းသူ့ဘက်မှာပဲရှိတယ်ပေါ့နော်ဒီထဲမှာကျွန်တော်ပြောချင်တာပေါ့နော် channel ထောင်ရတာလည်းအထိမနာဘူးဆိုပြလည်းအထိမနာဘူးတကယ်တမ်းဂျားထဲမှာနာသွားတာဒီနေပဲဖြစ်မှာဘာလို့လဲဆိုတော့ तू က
ဒီကျွန်တော်ထော်ရနာရဲ့အတုံးချခြင်းခံရတယ်ပေါ့နော်တကယ်လို့ तू အဲ့ဒီစာသားတွေ तू ကတကယ်တမ်းဟိုကမသိခင်ပေါ့နော်ကျွန်တော်အဲ့လိုကျွန်တော်ပြောတာနားလဲလားကျွန်တော်အဲ့ဒါကိုသိချင်တာပေါ့နော်စဉ်းစားချင်တာဘာလို့ဆိုတော်ယုံ main ကလေးဆိုရင်အဲ့လိုစာသားတွေပေါ့နော်အဲ့လိုစာသားတွေပါတာတွေကိုပါတာတကြောင်ပြီးတော့ကိုယ့်ရဲ့အရင်ကောင်းလေးပေါ့နော်အရင်ချစ်သူခေါင်းကိုပြန်ပြီးတော့ဟို digital ကောင်အတွက်အဲ့လောက်ပေးစမ်းမယ်လို့ကျွန်တော်ကမထင်ဘူးပေါ့နော်ကျွန်တော်တာမန် main ကလေးတွေဆိုရင်ပေါ့နော် okay तू ကအရန်စောပဲပေါ့အရန်စိတ်နာပြီးတော့ okay နေဘယ်လောက်ပဲပြောပေါ့နော်ငါနေ့အတွက်ရှိပေးမယ်နေ့အတွက်ငါဝင်တေးဥဆောင်ပေးမယ်ပေါ့နော်ဝင်အားဖြစ်ပေးမယ်ဆိုရင်တော့အဲ့ဒါဆိုရင်တစ်မျိုးပေါ့နော် तू အဲ့ဒါဆိုရင်တော့ဘာမှဟိုကပြောစရာမရှိဘူးကျွန်တော်သိချင်တာကအဲ့ဒီတခြင်းအကြောင်းအရာတွေနဲ့ပေါ့နော်တကယ်ပဲမသိတာလားတကယ်သိရင်လည်းဝင်လို့တာလားပေါ့နော်တကယ်သိရင်လည်းဝင်လို့တာဆိုရင်တော့အတုံးချခြင်းခံမှမဟုတ်ဘူးနော်တကယ်လို့ဘာမှမသိမနဲ့ဒီဝင်ပြီးတော့တေးဥဆောင်ပေးရင်တော့ဒါတော့ကျွန်တော်ထော်မနာရဲ့အတုံးချခြင်းကိုခံဝိုင်းပေါ့နော်အဲ့ဒါကျွန်တော်အဲ့ဒါကိုလည်းပြချင်တာဘို့တို့ကျွန်တော်ကရင်လို့မသိဟိုဟာပြောရတာမသိလို့ရှိရင်လည်းလေဝင်မှတ်ပြီးတဲ့ pro တယောက်ရှိတယ်ပေါ့နော်သူကမြန်မာလိုပြန်ပြီးတော့ဘာသာပြန်ချင်တာပေါ့နော်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်မြန်မာလိုပဲဟိုဟာထက်ပြောအောင်မှုရှိတယ်ပေါ့နော်ဘာလို့ဆိုကရင်ဆိုရင်တော့ဘယ်လိုပြလို့သိနေတယ်ပေါ့နော်အဲ့ဘာသာဘယ်လိုကရင်ဘာသာဆိုရင်တော့ကျွန်တော်အားလုံးသိပါအောင်ပဲကျွန်တော်မြန်မာလိုပဲပြောမယ်ပေါ့နော်နောက်ထပ်ဗီဒီယိုတွေမှာ okay ဒီဗီဒီယိုကတော့ဒါတော့ပါပဲကျွန်တော်နောက်ထပ်ဗီဒီယိုအသေးတွေမှာပြန်ကြည့်ကြမယ် okay bye bye